ကြွားပို့လေးပါကျမသမီးလေးကျမအတွက်တဲ့အမေများနေအတွက်ဆိုလို့သူပတ်စံလေးထားခဲ့ပြီးတော့ကျမ18000နဲ့ဝယ်ပေးရအင်းစီလေး quality လေးကြည့်ပါမယ်နေသမီးလေးကိုလည်းရမ်းချစ်ပါတယ်ဒါလေးကဒီငယ်နောက်ကြီးလာလို့ရှင်သူ့ရဲ့တည်တတ်မှုလေးပြန်ပြီးတော့မှတ်တရလေးဒါကတော့သမီးငယ်လေးပါသမီးကြီးကတော့ဒီကြီးကိုနဲ့ရှောက်သွားနေပါတယ်ခုပြီးတော့မှပြန်လာခဲ့မယ်နော်ရှစ်တောင်တော့ quality ပေးနိုင်တာတကယ်အံ့ဩပါတယ်ဒီနားဟာလေးကနည်းနည်းလေးညီမအမကနည်းနည်းပခုံးကနည်းနည်းကျေတော့ပြုတ်ထွက်တယ်ပြုတ်ထွက်တော့ဒီမှာကိုရှိတဲ့ဟာလေးနဲ့ styling နည်းနည်းလေးပြန်လုပ်ထားတကယ်အံ့ဩတယ်ဒါလေးတောင်းရှစ်တာတကယ်လာတယ်ကွယ်တောင်းရှစ်တာမကဲတန်းနေနေရောင်းနေတယ်ဘလူးနားရောင်းနေတာပဲမသိဘူးဒါလေးကတော့တကယ်ဟုတ်မာလေးတယ်ဘလို့ရရတယ်ဆိုနော်ဆိုတကယ်တော့တကယ်အားပေးတဲ့လူကပရန်လေးဝယ်လေးလေတင်ပြီးထားပါမယ်ရေးပေးထားမယ်တကယ်လာပါတယ်တောင်းရှစ်ထားတော့တောင်းရှစ်ထားအောင်ပြောပါတယ်တကယ်အစင်လေးရတယ်လေဟိုပြောရရင်လေမရိုင်းဘူးရေးလေးကွယ်စစ်စရာလေးလက်စရီဆန်နဲ့ပုံစံနဲ့လေးလို့ထင်ပြီးတယ်နောက်တစ်ချက်အစိမ်းလေးကတော့ကိုယ့်အကိုဝယ်ထားတာဘယ်လိုနေလဲမသိထုတ်ကြည့်လိုက်အောင်စိမ်းလေးကတော့ကျမ type မဟုတ်ဘူးဖြစ်နေတယ်ကျမလက်မောင်းကြည့်ရောအဲ့ဒါမျိုးတိတ်မကြိုက်ကျမ type တိတ်မဟုတ်ဘူးနည်းနည်းလေးလက်ပြက်ကလေးအမှန်တော့ဟာရှာပါတယ်ဒါလေးလည်းတောင်းရှစ်ထောင်မှာဟိုပြောတယ်ကိုဟဲ့ဒါလေးကသမီးလေးနဲ့ဆိုပို့လိုက်မယ်ကျမတို့လို့30ကျော်မမကြီးလေးပေါ့နော်မမကြီးနဲ့တော့မလိုက်ဘူးပေါ့